이게 마 사와리도 와 있으면 알베도 유비로 비전으로와 너한테 데리도 와 있으면 뭐라 오케이 비 레야 보면 레야 공부하면 뭐나 비 이번에 컨트롤 D고 내려면 이런 요래 야도 뭐나 이 디도 호 저너가 셀레롱면 또 불러고နော်ဒီလိုမျိုးရတော့ပြီဆိုရင်ကျွန်တော်ကဘာလုပ်မလဲဆိုတော့ keyboard နဲ့ control G ကိုနှိပ်လိုက်ရတယ်ဒါမှမဟုတ်ရောကနေထောက်ပြီးတော့ group ဖွင့်လိုက်နေရတယ်ပြီးရင်အကုန်လုံးကို select လုပ်မယ် select လုပ်ပြီးတော့ကျွန်တော်ကပြေးသွားမလဲဆိုတော့ window ထိကနေပြီးတော့ up hider ကနေတစ်ပိုင်းလေးကိုရှင်းနိုင်မယ်ပြီးရင်ကျွန်တော်တို့က regularly ထောက်မယ် home go to ကိုနှိပ်မယ်ဒီလိုမျိုးရတော့ပြီဆိုကျွန်တော်တို့ကမလိုအပ်တဲ့အပိုင်းတွေကိုဘာလုပ်မလဲဖြတ်မယ်ပြီး delete ကိုနှိပ်လိုက်မယ်ဒီလိုမျိုးလေးရလာပေါ့နော်ပြီးကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ up to ယူမယ်ဒီမှာယူပြီးတော့ကျွန်တော်တို့ကဆွဲလိုက်မယ်ကောက်လေး okay ဒီလိုမျိုးလေးရတော့ပေါ့နော်ပြီးကျွန်တော်တို့ကဒီကောတွေကိုဘာလုပ်မလဲ group ဖွင့်လိုက်မယ် regularly ထောက်မယ် group ပြီးကျွန်တော်တို့ကဒီကောကို color ဖြစ်အောင်ပေါ့နော် color ဖြစ်လို့တော့ဒီမှာ color တူတွေကိုယူမယ်ဒီမှာ separate ထည့်မှာပါတယ်ဒီမှာ color တူပြီးကျွန်တော်ကကိုကြက်တဲ့ color လေးတွေကိုထည့်မယ်ပေါ့နော်နေရောလေးအရင်ထည့်လိုက်မယ်ဒီနောက်တစ်ထည့်မယ်ဟောဒီနောက်တစ်ရောဒီရောလေးထည့်လိုက် okay ပြီးကျွန်တော်ကဒီကော stock ကိုပြန်ဖြောင်းလိုက်ပေါ့နော် stock ကိုယူတော့ဒီ stock ကိုနန်းထားလိုက်မယ်ဒီမျိုးလေးရတော့ပြီပေါ့နော်ဒီလိုမျိုးလေးရပြီဆိုရင်ကျွန်တော်တို့က TU လေးဆေးမှာပေါ့နော် TU လေး okay ဘောနည်းနည်းရှင်းလေးထားရင်ပြီးကျွန်တော်တို့ die selection လေးယူပြီးတော့နည်းနည်းလောက်ကြောလိုက်မယ်နော် okay ဒီလိုမျိုးလေးရပြီဆိုဒီကောကို2ချက်လောက်နှိပ်လိုက်မယ်နော်ပုံစံမျိုးပေါ့ပြီးကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ပန်တူးကိုတွားယူမယ်ပြီးရင်ဒီနောက်မှာတစ်ချက်နှိပ်မယ်ပြီးရင်ကကြတူလေးယူမယ်ဒီနားမှာမွေကတစ်ချက်လောက်နှိပ်မယ်ပြီးကျွန်တော်တို့ကဒီအဆုံးမှာတစ်ချက်နှိပ်မယ်ပြီးကျွန်တော်တို့ကမလိုတဲ့ပိုက်တွေဖြောက်ပြီးတော့ die selection တူယူမယ် die selection တူယူပြီးတော့မလိုအပ်တဲ့ပိုက်တွေကို delete ကိုနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကမလိုအပ်တဲ့ပိုက်တွေပြတ်သွားတယ်ပြတ်သွားပြီဆိုရင်ကျွန်တော်တို့က color နေထည့်မှာပေါ့နော် stone ရှင်းလောက်ထားလိုက်မယ်ဒီကောကြတော့10နေလောက်ထားတယ်ဒီကောကြတော့16လောက်ထားလိုက်မယ် okay ဒါဆိုရင်ဒီလိုမျိုးလေးရပြီပေါ့နော်ဆိုတော့ပြီးကျွန်တော်တို့ကဒီကောကိုနေရာချမ်းပေါ့နော်အလေးကိုနေရာချမ်းမယ်okay ပြီးကျွန်တော်တို့က color လေးထည့်မယ်ပေါ့နော် color ကိုကျွန်တော်အနီရောင်လေးထားမယ်ဟောဒီကောကိုနန်းထားမယ် stock မှာ color အနီရောင်လေးထားမယ်ပေါ်မှာတော့အနီရောင်လေးထားမယ်မျိုးထားမယ်ဒီပုံမှာနန်းထားတယ်ဒီမျိုးကြတော့ color မှာလေးနန်းထားမယ်ဒီမျိုးကြတော့ဒီလောကထားမယ် okay ပြီးဘာလို့လဲဆိုတော့ကျွန်တော်ဒီကောတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ object ထဲကနေပြီးတော့ပန်းထဲကနေပြီးတော့ outlist dot ချက်နှိပ်မယ်ပြီးကျွန်တော်တို့ဘာလုပ်လဲဆိုတော့ဒီကောကိုတစ်ချက်နှိပ်မယ် die selection တူယူမယ်ပြီးဒီကောတစ်ချက်လောက်လုပ်မယ်ပြီးဒီနားမှာဒီ2လေးကိုယူနေမှာပေါ့နော် shape 2ပြီးရင်ဒီလောက်ကျုံလိုက်မယ်ပေါ့နော်ဒါအားလည်းတော့မကွေးစီ
okay ဒီလိုမျိုးလေးရပြီပေါ့နော်ဒီလိုမျိုးလေးရပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီအရိုးကိုပြန်လာတယ်ပေါ့နော်ဒီအရိုးကိုချက်နိုင်မယ်ပြီးကျွန်တော်တို့ကဒီမှာ stock ထဲမှာနေပြီးတော့ဒီမှာကွေးလေးထည့်မယ်ဒီလိုမျိုးလေးရတော့ပေါ့နော်ဒီလိုမျိုးလေးရပြီဆိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီကောင်ကိုရှင်းမယ်နှိပ်ပြီးရင်ဒီကောင်ကိုအောက်ကိုပို့မယ်ပေါ့နော်ဒီ T ရဲ့အောက်ကိုပို့မယ် repetition ထုတ်မယ် array T ကနေပြီးတော့ syn to back ဒါဆိုရင်ဒီကောင်က T ရဲ့အရေးအောက်မှာရောက်သွားပြီပေါ့နော်